လာရောင်အောက်ကတနေတာဟိုရှိတုန်းကပင်စလလို့ခေါ်တဲ့တိုင်းပြည်ကြီးတစ်ခုမှာဘုံတစ်ခုကြီးမားတဲ့ဘရင်ကြီးတစ်ပါးနဲ့ရုပ်ရည်အစင်းအလွန်ချုံမောလှပတဲ့တူပပါတေဝီဆိုတဲ့မိဖုရားခေါင်ကြီးရှိခဲ့ပါတယ်တိုင်းပြည်ကတာယာဝပြောပေမဲ့ဘရင်ကြီးမှာရင်သွေးမထွန်းကားတာကြောင့်နန်းတွင်းသူနန်းတွင်းသားတွေစိတ်ပူနေကြရတယ်တနေ့တော့လပညာတကောင်ရံမှာတော့မိဖုရားကြီးဟာထူးဆန်းတဲ့အိမ်မက်တစ်ခုမက်ခဲ့ပါတယ်မိုးကောင်းကင်ကနေရွှေရောင်လင်းနှန်းတစ်ခုဟာနဂါးတစ်ကောင်အတွင်ပြောင်းပြီးသူမရဲ့သူမြလမ်းပိုက်ထဲကိုတိုးဝင်သွားတယ်လို့မက်ခဲ့တာပါအဲ့ဒီနောက်မှာတော့မိဖုရားကြီးဟာကိုဝင်ဆောင်ခဲ့ပါတော့တယ်ဒါပေမဲ့ဒီကိုဝင်ကတာမန်ကိုဝင်တစ်ခုမဟုတ်ခဲ့ပါဘူးထူးဆန်းသောဖြစ်ရများမိဖုရားကြီးရဲ့ကိုဝင်ရင်းလာတာနဲ့အမျှနန်းတော်ထဲမှာထူးခြားဆန်းကျယ်တဲ့အဖြစ်အပျက်တွေစတင်ဖြစ်ပေါ်လာပါတယ်ပုံမှန်ကိုဝင်ဆောင်ကာလက6လသာကြာမြင့်ပေမဲ့မိဖုရားကြီးရဲ့ကိုဝင်ကတော့10နှစ်လကျော်လွန်တဲ့အထိမွေးဖွားခြင်းမရှိသေးပါဘူးဝမ်ဘိုက်ကတဖြည်းဖြည်းကြီးလာပေမဲ့မိဖုရားကြီးကတော့ပင်ပန်းနွမ်းနယ်ခြင်းမရှိဘဲပုံမူကျန်းမာပြီးအသားအရည်တွေဝင်းလက်လာပါတယ်မိဖုရားကြီးဟာတာမန်အစားအစာတွေကိုမစားခြင်းပဲထူးဆန်းတဲ့အရာတွေကိုသာတောက်တလာပါတယ်သူမဟာတတိတွေကိုမစားဘဲတတိတွေကထွက်တဲ့ရနံ့ကိုသာရှူရှိုက်ချင်တာလာရောင်ကြားရောက်နေတဲ့ရေကိုသာတောက်သုံးချင်တာမျိုးတွေဖြစ်လာပါတယ်မိဖုရားကြီးစိတ်လှုပ်ရှားတဲ့အခါတိုင်းပြည်မှာမိုးတွေတေးထန်စွာရွာသွန်းပြီးသူမစိတ်ချမ်းသာနေတဲ့အခါနေရောင်ကြီးကပုံမိုတောက်ပလာတတ်ပါတယ်။ပိုက်ထဲကကလေးကမိခင်ရဲ့စိတ်ခံစားမှုနဲ့တဘာဝတရားကိုချိတ်ဆက်ထားသလိုပါပဲ။ဒီအခြေအနေကိုစောင့်ကြည့်နေတဲ့နန်းစွမိဖုရားတပါးကတော့မနာလိုဝန်တိုစိတ်တွေဖြစ်ပေါ်လာပါတယ်။သူမကမိဖုရားကြီးရဲ့ပိုက်ထဲမှာရှိနေတာလူမဟုတ်ဘူး။တိုင်းပြည်ကိုဖျက်ဆီးမဲ့မိစ္ဆာကောင်ဖြစ်တယ်ဆိုပြီးကောလာဟာလာတွေလွှင့်ပါတော့တယ်။မှုမဲ့အချို့ကလည်းစိုးရိမ်ပြီးဘရင်ကြီးကိုဒီကိုဝင်ကိုဖျက်ချဖို့ရှောက်တင်ကြတယ်။ဘရင်ကြီးကတန်တရားဝင်လာပြီးတိုင်းပြည်ရဲ့အတော်ဆုံးပူရောဟိတ်ကြီးကိုခုံမေးပါတယ်။ပူရောဟိတ်ကြီးကတွက်ချက်ကြည့်ပြီးနောက်အရှင်မင်းကြီးဒီကလေးဟာလူသားစစ်မဟုတ်ပါဘူး။ဒါပေမဲ့တိုင်းပြည်ကိုဖျက်ဆီးမဲ့သူမဟုတ်ပဲတာမန်လူတွေမလုပ်နိုင်တဲ့အရာတွေကိုလှုပ်ဆောင်ပေးမဲ့သူရဲကောင်းတဦးဖြစ်လာပါလိမ့်မယ်လို့ဟောကြားခဲ့ပါတယ်။ကိုဝင်ဆောင်ချိန်18လပြည့်တဲ့နေ့မှာတော့ကောင်းကင်ကြီးတစ်ခုလုံးမင်းမောင်သွားပြီးမိုးကြိုးတွေပြစ်ခတ်ပါတော့တယ်မိဖုရားကြီးဟာဘိုင်းနာကျင်ခြင်းမရှိပဲအခန်းထဲမှာလင်းလက်သွားတဲ့အလင်းရောင်တစ်ခုနဲ့တူသားတော်လေးကိုမွေးဖွားလိုက်ပါတယ်မွေးလာတဲ့ကလေးငယ်ဟာသွေးစွန်းခြင်းမရှိပါဘူးသူ့ရဲ့ညာဘက်လက်ထဲမှာပထမကြောက်နီတစ်လုံးကိုစုပ်ကင်ထားပြီးဘယ်ဘက်လက်မောင်းမှာတော့ငကားပုံစံအမှတ်သားပါလာခဲ့ပါတယ်ကလေးမွေးပြီးချင်းနန်းစွမိဖုရားရဲ့လှုပ်ကြံတက်ဖြတ်သူဝင်ရောက်လာတဲ့အခါမှာတော့ပကတ်ထဲကကလေးငယ်ကလက်ထဲကပထမကိုမြှောက်လိုက်ရာလူသက်သမားဟာကြောက်ရွံ့အဖြစ်ချက်ချင်းပြောင်းလဲသွားခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးဘရင်ကြီးနဲ့တိုင်းသူပြည်သားတွေဟာဒီကလေးငယ်ဟာတိုင်းပြည်ကိုစောင့်ရှောက်မဲ့ဖုံးရှင်ကန်ရှင်ဖြစ်ကြောင်းယုံကြည်လက်ခံသွားကြပါတော့တယ်သူတို့ရဲ့သားတော်လေးဟာနောက်တစ်ချိန်မှာလူစွမ်းကောင်းငကားမင်းသားဖြစ်ရာဇဝင်တွင်ခဲ့လေတည်းဒီဇလန်းလေးကိုသဘောကျရဲ့လားခင်ဗျာနောက်ထပ်ဇလန်းတစ်များလာအောင်မယ်